ဒီအမျိုးသမီးကြီးကတော့လူစီကားတဲ့လမ်းပိတနေရာမှာနေတိုင်းတောင်ရန်စားတောက်နေတဲ့အဘွားကိုတူမှာသူမမှာကိုဝင်ကြီးရှိနေတယ်လို့မျိုးဖောင်းပွားပြီးကြီးမားလို့နဲ့ဝမ်းပိုက်ကြီးတစ်ခုရှိနေပါတယ်လမ်းသွားလမ်းလာတွေကသူမကိုထူးဆန်းတယ်လို့ကြည်သွားကြတယ်လို့တချို့ဆိုရင်တကယ်ပဲကိုဝင်ရှိနေတာလို့ယုံကြည်နေကြတာပါလူတွေတတိထားမိတဲ့အခါတိုင်းမှာသူမဟာတခုတည်းသောစကားစုကိုပဲထပ်ခါတလေရေရွတ်နေတတ်ပါတယ်ကြည်ကျူးဖြူပြီး10ကျပ်ဒါမှမဟုတ်တစ်ကျပ်လောက်ပေးပါရှင်တစုံတယောက်ကအကျွေးစီလေးတွေကန်းလန်းလာရင်တော့သူမဟာအဲ့ဒီအကျွေးစီလေးတွေကိုအဝတ်အိတ်လေးတွေတိတိကျကျထည့်သိမ်းလေးရှိပါတယ်ဒီလိုဘဝမျိုးနဲ့ရှင်းတန်လာခဲ့တာနှစ်ပေါင်း20ကျော်သွားခဲ့ပါပြီလူတွေကသူမကို10တကျပ်မင်းသမီးလို့ခေါ်ကြပေမဲ့ဒီမင်းသမီးလေးမှာခိုးလုံရအိမ်မရှိရှာပါဘူးညဘက်ရောက်ရင်တော့အများဆုံးအိမ်သားရဲ့ထောင်ကျိုးလေးတစ်ခုထဲမှာပဲခေါင်းချအိတ်ဆက်ရပါတယ်ဒါပေမဲ့ရုပ်ရှင်ရိုက်ခုရဲ့အဖွဲ့တစ်ဖွဲ့ကနောက်ယောင်ခံလိုက်ပြီးစောင့်ကြည့်တဲ့အခါမှာတော့အန်အောစရာတစ်ခုကိုမြင်လိုက်ရပါတယ်သူမရဲ့အဝတ်အစားတွေထဲကနေတစ်တာတစ်လုံးပြုတ်သွားခဲ့ပါတယ်နောက်ကလူသူရှင်းတဲ့နေရာတစ်ခုမှာသူမဟာအင်ဂျီကျိုးရဲ့သီးတွေကိုဖြုတ်ပြီးအထက်ကပလတ်စတစ်အိတ်တွေဖျော်ရည်ပုံးခွန်တွေနဲ့အဝတ်အဟောင်းတွေကိုတစ်ခုချင်းစီဆွဲထုတ်လိုက်ပါတယ်သူမရဲ့ကြီးမားနေတဲ့ဝမ်းပိုက်ကြီးဟာတကယ်တော့ကိုဝင်ရှိနေတာမဟုတ်ပါဘူးသူမပိုင်ဆိုင်နှမျှလော်ကီစီးစိမ်အသုံးဆောင်မှန်နှမျှကိုအထဲမှာတွင်းထားတာပါအိမ်ရှင်မဲ့ဖြစ်နေလို့အရာအလုံးကိုဒီလိုပဲဗိုက်ထဲထည့်ပြီးတဲဆောင်သွားရတာလို့သူမကဆိုပါတယ်ရိုက်ခုရဲ့အဖွဲကသူမဘာကြောင့်တောင်းရနေရတယ်ဆိုတာကိုနားလည်ဖို့စူးစမ်းနေတော့မှပဲအမျိုးသားတစ်ယောက်ရုတ်တရက်ရောက်လာပါတယ်သူကသူမထက်အသက်ငယ်ပြီးမြစ်ပြစ်ပေးရည်နေတဲ့အဝတ်အစားကိုဝတ်ထားပါတယ်ထူးဆန်းတာကသူမဟာအဲ့ဒီအမျိုးသားကိုမြင်မြင်ချင်းမှပဲမျက်နှာတစ်ခုလုံးအပြုံးလေးနဲ့လင်းပွင့်သွားခဲ့တာပါဒါပေမဲ့အဲ့ဒီအမျိုးသားကတော့သူမကိုစကားတခုမှမပြောဘဲလက်ကိုမြောက်ပြီးသူမရဲ့ခေါင်းကိုအားပြင်းပြင်းနဲ့ရိုက်ချလိုက်တာပါအဲ့ဒီလိုအရိုက်ခံရတာတောင်သူမဟာစိတ်ဆိုးဒေါသထွက်မဲ့စားပို့ပြီးတော့တောင်ပြောပြလိုက်ပါသေးတယ်ပြီးတော့သူမအင်ဂျီတွေကဒီနေ့ပတ်လုံးတောင်းလို့ရသမျှပတ်စံတွေအားလုံးကိုအဲ့ဒီအမျိုးသားရဲ့လက်ထဲကိုတပြားမကျန်အကုန်ပုံပေးလိုက်ပါတယ်လက်တွေရွယ်ကဘယ်တော့မှမချွတ်တဲ့လက်စွပ်လေးကိုပြရင်သူဟာကျမရဲ့ခင်မင်ပါလို့ဂုဏ်ယူစွာနဲ့ပြောရှာပါတယ်အဲ့ဒီအမျိုးသားကတော့ပတ်စံလေးကိုယူပြီးဘာစကားမှမဆိုပဲမြင်းလုံးကစားဝိုင်းရှိတာစီကိုကြောခိုင်းထွက်ခွာသွားခဲ့ပါတယ်တကယ်တော့သူမဟာအသက်80ရွယ်အဘွားအိုတူမဟုတ်ပါဘူးသူမရဲ့အသက်အမှန်က54နှစ်ပဲရှိပါသေးတယ်လမ်းဘေးမှာဆဲစုပေါင်းများစွာရုန်းကန်တောင်းကျမ်းကြရတဲ့ဒဏ်ရာတစ်ချက်တွေကသူမကိုအသက်အရွယ်ထက်အဆအမြအိုမင်းချိန်ကျော်သွားစေခဲ့တာပါအရင်တုန်းကတော့သူမဟာရောင်တင်ပေါ်မှာတစ်တီးတွေရောင်းပြီးတေတေတက်တက်နဲ့လှလှပပဝစ်စင်စလို့စီးပွားရေးလည်းအရန်ကောင်းခဲ့ဘူးတယ်လို့ဆိုပါတယ်သူတို့ဇနီးမညောင်မှာပုံမှန်တရားတဲ့ဘဝလေးတစ်ခုရှိခဲ့ဘူးတာပေါ့ဒါပေမဲ့ခင်မင်ဖတ်သူမင်းလောင်းကစားဆွဲလန်းသွားတဲ့အချိန်ကစပြီးစုဆောင်းထားသမျှပတ်စံတွေကုန်အလုတ်ပြုတ်နောက်ဆုံးအိမ်မဆူရှုံပြီးလမ်းဘေးရောက်သွားခဲ့ရတာပါဒါပေမဲ့သူမဟာခင်မင်ဖြစ်သူကိုဘယ်တော့မှစွန့်မသွားခဲ့ပါဘူးတောင်းလို့ရသမျှပတ်စံမှန်သမျှကိုလည်းလောင်းကစားဝိုင်းမှာပဲအကုန်အကြခိုင်းခဲ့ပါတယ်ဘာလို့ကိုဝင်ဆောင်အကြပုတ်နေရတာလဲလို့မြင်တဲ့အခါမှာသူမကရင်နှင့်စရာအမှန်တရားကိုဖွင့်ထားခဲ့ပါတယ်ဒီလိုလုံးမှလူတွေကကျမကိုတီးထားမိကြမှာမဟုတ်ရင်တော့ကျမတောင်းနေတာကိုဘယ်သူမှတွေ့ကြည့်ကြမှာမဟုတ်ပါဘူးရိုက်ခုရဲ့ဖွဲ့ကအကယ်၍အဘွားမှာကိုပိုင်အခန်းလေးတစ်ခုရှိခဲ့ရင်ဘလို့နေမလဲလို့မေးတဲ့အခါသူမရဲ့မျက်နှာထက်မှာရှားရှားပါးပါးတင်းကြီးအေးချမ်းတဲ့အရေးအရာကြီးဖြတ်ပြေးသွားပါတယ်သူမကပြောပါတယ် TV လေးကြည့်မယ်ရေနွေးနွေးနဲ့ရေချိုးမယ်ပြီးရင်အိတ်မယ်ပြီးရင်စားမယ်